ဒီစကားကိုကျမဘယ်လိုပြောပြရမလဲဆိုတော့လေကျမကလေတကယ်တော့လေကျမပြောပြတယ်ဆိုတာကြောဘဟုတုတအနေနဲ့ပြောပြနောက်ပြီးအိမ်ထောင်ရေးတာယာဖို့ဘောနော်နောက်ပြီးဘယ်လိုပြောရမလဲလူပြိုလေးလေတွက်လဲဘောနော်ဘယ်လိုပြောရမလဲအခုခေတ်ကအပြိုမလူပြိုဆိုလဲအဲ့လိုဟိုတယ်သွားမှရှောက်လို့အဲ့လိုမျိုးကွာနောက်ဆုံးကြောက်ကလေးရအဲ့လိုမျိုးကလေးမွေးလမ်းပေးပြဲမိပါမယ်အဲ့ဒါလေးမဖြစ်စေချင်လို့ကျမအများစုကဘယ်လိုပြောရမလဲအဲ့လိုမျိုးလုံးမဲ့အစားကုန်ထုံးသုံးပါညာရဲ့တရားနဲ့ပြောပြအဲ့လိုမျိုးပေါ့ပြောချင်တာအဲ့လိုမျိုးပြောပြဖြစ်တယ်နော်ဘဟုတုတအနေနဲ့ပြောပြနေတာဖြစ်တယ်အခုဒီကိစ္စကိုပြောရမယ်ဆိုဒါကကြတော့လဲလင်များနဲ့တိုက်ဆိုင်နေတယ်ဘောနော်ပြောမဆိုမိန်းကလေးကဘာကြောင့်ဘာကိုကြက်ကလေးဆိုတာကတော့အမျိုးသားအနေနဲ့တိထားတက်နေတယ်လို့ကျမပြောပြမယ်နော်တကယ်တော့လေအမျိုးသမီးဆိုတာကြာတော့ကြိုက်ပါတယ်မကြိုက်တာမဟုတ်ပါဘူးဒါပေမဲ့ကြာတော့မကြိုက်ဘူးဆိုတော့အမျိုးသမီးကအမှန်တိုင်းပြောရင်ယောက်ျားလေးလေစောက်တော့မကြလို့ပါနော်ကိုယ့်ရဲ့မိန်းမကတချို့လေဆိုလင်သားစိတ်တော့ကုန်သွားလေအဲ့ဒါကြတော့တကယ်တော့ယောက်ျားနဲ့ဆိုင်သွားဘာလို့လဲဆိုတော့သူတို့ကဘယ်လိုပြောမလဲဒီအောင်သူတို့ကမခံစားဘူးပြီးအောင်လဲမိန်းမတယောက်ကပြီးအောင်လဲမလုပ်ပေးတတ်ဘူးပြီးတဲ့ခံစားချက်လဲယောက်ျားမိန်းကလေးမှမရှိဘူးဆိုတော့ तू ကမသိတဲ့အချိန်ကျတော့ဒီလင်ယူသားစရာကုန်သွားဒီယောက်ျားလာအိမ်မှာကြောက်နေတာအဲ့လိုမျိုးဖြစ်သွားတကယ်တော့အဲ့လိုမဟုတ်ပါဘူးမိန်းမတယောက်ဆိုတာတကယ်တော့လေတချို့တွေကပြောမယ်တိလားနေပဲကြိုက်ကြိုက်မှငါတို့ကမကြိုက်ဘူးမိန်းကလေးကလို့ပြောဒါပေမဲ့အဲ့ဒီမိန်းကလေးကကျတော့တကယ်ယောက်ျားဘလို့ကိုယောက်ျားကိုအကောင်းပြုစုတာကိုမခံဘူးလို့အဲ့လိုပြောရချင်းဖြစ်တယ်တကယ်တော့လေနဲ့မရဆိုတာကဖြစ်လာပြီဆိုကြတဲ့လေတယောက်အပေါ်တယောက်ချစ်ချင်းနာနာလေးနဲ့ဆက်ဆံတတ်ဖို့လိုတယ်ဒီကိစ္စမှာရောပဲတချို့ယောက်ျားလေးလေအခုနအရှိမပြောသွားတာအင်းကွက်ကွက်လုပ်ဖို့မဟုတ်ဘူးတကယ်တော့ပြောမယ်ဒီကိစ္စကိုပဲအရေးကြီးညာလားကျန်တဲ့ကိစ္စအရေးမကြီးဘူးလားမဟုတ်ပါဘူးကျန်တဲ့ကိစ္စလည်းအရေးကြီးတယ်လို့ဒီကိစ္စလည်းအရေးကြီးတဲ့ခန်းကဏ္ဍမှာပါတယ်ကျမဒီရဲ့ဟာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတကယ်တော့မိန်းကလေးတစ်ယောက်ကိုအရင်ဆုံးစိတ်ကြည်နပ်မှုဖြစ်အောင်လုပ်ပေးရင်အရင်ဆုံးသူ့ကိုပြီးအောင်လုပ်ပေးခဲ့ရင်ယောက်ျားလေးအရာလုပ်ပြီးဆိုရင် तू ကလေဘလောက်ကြကြ तू ခံနိုင်ပါလေဘာလို့လဲဆိုတော့သူ့ရဲ့မိမကိုမှာတဘာဝထွက်တဲ့အရေးကရှိနေပြီမို့တဲ့အတွက် तू လည်းနေရမခက်ဘူး तू လည်းနေရကောင်းပါတယ်ဒီလိုမဟုတ်ပဲနဲ့မိန်းကလေးလည်းပြီးတာလည်းမရှိဘူးအောက်ကဟော်မုန်းတက်ကလည်းအဲ့လောက်မရှိပဲနဲ့ယောက်ျားလေးကတစွတ်ထိုးဆန်ပြီးမှအသိရထိုးနေပြီးမှအကြိုက်လုံးတဲ့မှာတော့မိန်းကလေးတွေကမကြိုက်ဘူးเนาะဘယ်မိန်းမမှလည်းမကြိုက်ဘူးရှင့်ဒါကအိမ်ထောင်ရေးမှာနားလေတက်ဖို့လိုတယ်ကိုကြီးပဲတာယာဖို့မဟုတ်ဘူးယောက်ျားလေးဆိုတာအင်းကွက်ကွက်လောက်လိုက်ရင်လေသူဟာပြီးသွားမှာပဲတာယာသွားမှာပဲဒါပေမဲ့မိန်းမကအဲ့လိုမဟုတ်ဘူးမိန်းမကိုကြတော့လေတဘာဝအစီလုံးဝမထွက်နိုင်တာမဟုတ်ဘူးเนาะသူ့ကိုစိတ်ချနှံ့အောင်တေချာပြုစုပေးတတ်တယ်ဆိုရင်သူ့တဘာဝအစီကသူ့စိတ်အလိုအလျောက်ထွက်လာနေတာဖြစ်တယ်အဲကြောင့်ချောစီတုံးတာနဲ့သူ့တဘာဝဟာနဲ့မတူဘူးเนาะဒါကိုတိထားဖို့လိုပါတယ်